ငါတို့ဖျားတီးဟူတော်ထာဝရဖျားဤနာမတော်ကိုရှင်မွန်းကြလိမ့်မယ်တဲ့အာမင်မြတ်ဖောက်ရထားမဟုတ်ဘူးပြီးတော့မြင်းလည်းမဟုတ်ဘူးဖျားဤနာမတော်ကိုကျွန်တော်တို့ရှင်မွန်းကြမှာဖြစ်ပါတယ်ဆိုလိုမြစ်ကြတော့ထာဝရဘုရားဤနာမတော်ဒီခိုင်ခန့်သောရေးတိုက်ဖြစ်တယ်အာမင်ရေးတိုက်ဖြစ်ပေမဲ့ပြီးတော့ခိုလုံတော်သူဟာခိုလုံခွင့်ရတယ်ဒီနေ့ဒါနေရာဒီရမှာပဲခိုလုံနိုင်ဖို့အတွက်အိန္ဒိယနိုင်ငံမှာအတိမဆွေလည်းမရှိဘူးဆွေမျိုးတွေလည်းမရှိတဲ့ကြားမှာထာဝရဘုရားရဲ့နာမတော်ဟာနေရာတစ်ခါမှာခိုင်ခန့်တယ်ကောင်းကြီးကိုနေတဲ့နေရာဘုရားခင်မမြင်မတွေ့တဲ့ဝါလုံးမရှိဘူးဒါကြောင့်ထာဝရဘုရားရဲ့နာမတော်ဟာခိုင်ခန့်တော်ရေးတိုက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကျမများခိုလုံနိုင်ဖို့အတွက်ဆုတောင်းပြီးတော့သူ့နာမအဖြစ်ကျွန်တော်တို့ခိုလုံအခွင့်ရမှာဖြစ်ပါတယ်ယေရှုမြတ်နာမဘုန်းစီပါစေအာမင်ရုပ်ဒီနိရှရွယ်လေးလျစီဤငါတို့မူကားထရွယ်မတ်တနေကြ၏မြတ်မှာယထာမြေအာကိုတော်သူများဟာလေးတဲ့အခါမတ်တမထနိုင်ဘူးတဲ့ယေရှုဖျားနာမကိုအာကိုပြီးတော့ခိုင်ဆိုင်တော်သူဟာတို့ဟာလေးတဲ့အခါမှာထောက်ရပြကျော်ကျွန်တော်များကိုပြန်လဲပြီးတော့မတ်တထနိုင်ဖို့အခွင့်ပေးနေဆိုတာကျောင်းစာအဖြစ်အနည်းငယ်ခွန်အားပေးပါတယ်ယေရှုဖျားတကောင်းစီပေးပါစေအာမင်မျက်မှောက်တော်မှာကျွန်တော်များဆွေးနွေးမြစီကပြောတာလေပညာကိုတည်ညိုပါတဲ့အိုတော့အခါထိုလမ်းမှာမလွေးစေရဘူးပညာဆိုတာထောက်ရဖျားကြောက်ရွံ့ခြင်းဒါနီယဝါစီဘောရဲ့အတွက်သွားတာလည်းမဟုတ်ဘူးစီဘောရဲ့အတွက်လည်းမဟုတ်ဘူးဂုံတွေဖို့လည်းမဟုတ်ဘူးဖျားရဲ့နှုတ်ကပတ်တော်ပျောက်ဆုံးသောဝိအေတော်များကိုကေစေနိုင်ဖို့အတွက်ဒီမှာပေါ်လေးသိရမယ်ဆိုတော့နေရစင်တိုင်းဟာဖျားရှင်ရဲ့နေရကာလဖြစ်ပါတယ်အိန္ဒိယနိုင်ငံဆိုတော့လူဦးရဲ့ထူထားဆုံးနေရာဖြစ်တယ်ပြီးတော့စီကနာတမျိုးကောမျိုးဆိုတော့အဆိုးအဆုံးနေရာလည်းဖြစ်တယ်အိန္ဒိယနိုင်ငံဘာကိုဥစားပေးလဲဆိုတော့နွားရီဘာရီကိုကိုးကွယ်နေဆိုတော့စီတန်မှာသွားတဲ့အခါမှာနွားရီကစီးရရောင်းတဲ့ဟင်းပြင်းရွက်တွေစားလို့ရှိတော့သူတို့ကဝန်တာတယ်သူ့ဖျားလို့ထင်တာပေါ့လူသားတွေကတယောက်ရှာတယောက်တွေကတားတယောက်ကဟင်းစီထားတဲ့စီးမှာဟင်းဒီဘာရီကိုရှေ့ထောက်နဲ့ထိမိရတော့သူတို့အစိတ်ဆိုးတယ်အဲကျွန်တော်တို့လည်းအယူဝါဒအလွဲပြီးဒါကြောင့်ဒီနေရာမှာလည်းသတိနေနိုင်ဖို့အတွက်ယေရှုဖျားရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်ကျမအများစစ်ထောက်တဲ့စစ်မှာဘာဖြစ်တယ်လဲမိခွက်ဖြစ်တဲ့အတွက်ကြောင့်အလင်းရှိတဲ့နေရာမှာကျွန်တော်တို့လာမနေပါဘူးဆိုတော့ကျွန်တော်ဒီငယ်ခေါ်အားပေးပါတယ်ဒီနေ့ရှားမြေတံပြောသလိုလူငယ်ဖြစ်ပေမဲ့မနေ့ပြန်ခေါင်းဆောင်ဖြစ်ရမယ်တားမြောက်ဖြစ်တယ်ဒါကြောင့်သင်ကြားရတဲ့အရာတိုင်းဟာဖရာရဲ့ဘုံထင်ရှားနေဖို့အတွက်ဖရာရဲ့ဘုံထင်ရှားနိုင်ဖို့အတွက်နေရာဒေသမှာဖရာရဲ့ဝေကမှုစာမဆာမှုကိုခံနိုင်ဖို့အတွက်ဒီကနေ့စုမတောင်းနိုင်ပေမဲ့လည်းစုတောင်းနိုင်အောင်ဖရာရှင်ကရောက်တဲ့နေရာမှာတားမြောက်အတွက်အရှင်တင်းဖြစ်မယ်ဆိုတာရှားဒီနေရာအဖြစ်ခွန်အားပေးရှင်တယ်။အကြတဲ့ကျမ်းစာပေါ်မှာတွားရမယ့်အသားမြောက်နဲ့အရောက်စီတိုင်းအတွက်ယေရှုဖျားတည်ပံကောင်းစီပါစေ။အာမင်။ဘယ်ဆက်တွားရခရီးဆက်ရမယ့်အသားမြောက်အတွက်ကျွန်တော်ဒီမှာများအတူတူကဆုတောင်းပြီးတော့ရှာပြန်ရဲ့ဆုတောင်းရှင်အားဖြင့်အဆုံးတရမှာဖြစ်ပါတယ်။ဒီကနိုင်ကူနာဖက်တာ။အော်ဒါဆိုတော့ဩဝါဒရှာပေးရှင်အားဖြင့်ဆက်ပန်းလို့နော်ဟုတ်ပြီသူတို့ထပ်တယ်တော့အရွယ်မှာဆိုတော့အရွယ်လောက်မှာဆိုကျွန်တော်တို့အလုပ်နဲ့တောင်းရရအလုပ်နဲ့ပြပန်းနဲ့အလုပ်လုပ်ရတာနော်
ဟုတ်ပြီအဲ့လိုမျိုးအခုဘုရားသခင်နိုင်ငံတော်အတွက်နော်အခုစပြီးမှခြေထားမယ်အခုထမ်းတယ်နော်ဒီကျုပ်ဆက်နေအောင်ဒီမှာရှိရအားလုံးလည်းနော်ပါပြီးကြည့်တယ်ဒီနေ့ဗာလေအတွေ့အကြုံလေးနဲ့ပေါ့နော်ပါပြီးကြည့်ရရှိတယ်ဗာလေဆိုတော့ငယ်ရွယ်လေးနဲ့အခုဒီလိုကြားခင်နိုင်ငံတော်အတွက်ဆိုပြီးကျွန်တော်တို့ target ကအခုကထပ်တယ်တို့လည်းရုပ်ဆက်တို့လည်း target ကရှိရမှာပေါ့နော် target ကရှိရမယ်ကျွန်တော်တို့ရဲ့ပန်းတိုင်ကပါလဲဆိုတာကအမြဲတမ်းဒါမမိတ်ဘူးမမိတ်ရဘူးကျန်းစာကြောင်းတက်တာပါအတွက်လေးဆိုတာကကျွန်တော်တို့ target မရှိရင်ကျွန်တော်တို့ပန်းတိုင်မရှိရင်ဇူဘီဆိုတာဖြစ်သွားမယ်ဆိုတော့အခုအနစ်နာကိုယ့်ရဲ့ပန်းတိုင်ကိုတီးပြီးဆိုရင်အချားမှာဘလောက်ပဲခက်ဘလောက်ပဲချမ်းတမ်းကျွန်တော်တို့ခံနိုင်ရှိမှာဒါမဲ့ဒါဒီကမရှိဘူးအနာကကကျွန်တော်တို့ရဲ့ပန်းတိုင် vision မရှိဘူးဆိုရင်ကျွန်တော်တို့သူတပားလိုအသက်ရှင်မဲ့ချမ်းစာကြောင်းမှာအိန္ဒိယမှာချမ်းစာကြောင်းတက်တာကကျွန်တော်ဟိုအခုအိန္ဒိယတော့မရောက်ဘူးပေါ့အိန္ဒိယဆိုတဲ့ချိန်မှာအိန္ဒိယဖြစ်ပေမဲ့တကယ်ကလားပြည်မရောက်ဘူးကျွန်တော်တို့ဖက်ထက်ကပို့ပြီးမှကလားပြည်ဆိုးတယ်လို့ပဲအဲ့လိုမျိုးပဲကြားရတယ်တွားတဲ့သူတိုင်းကပေါ့နော်ဆိုတော့ကျွန်တော်တို့ချမ်းစာကြောင်းမှာကအခုထန်းတယ်လို့လူငယ်လေးဖြစ်တယ်ကျွန်တော်ကအချိန်မှာလူငယ်မဟုတ်တော့ဘူးမိမရှိပြီးပြီပေါ့နော်မိမရှိပြီးပြီဒါပေမဲ့ချမ်းစာကြောင်းရောက်တဲ့ချိန်မှာကျွန်တော်တို့တော့မိန်းကလေးကြီးလည်းရှိတယ်ဆိုတော့အဲ့ဒါအရင်အရေးကြီးတယ်ဟိုဖက်မှာကသူများနည်းနည်းလေးသူတို့သဘောကျမိန်းလေးတွေကဒီဖက်ကမိန်းလေးလို့ပြောဘူးအတင်းလူတာတင်ဖန်နာနော်ဒီထားရမှာဒါပေမဲ့အခုထန်းတယ်လို့ကြားရတာကသူတို့เจ้าမှာကအခုဟိုမရှိဘူးတဲ့မိန်းလေးဒီမပါဘူးတဲ့ယောက်ျားဒီကြီးယောက်ျားဒီဆိုတော့ဘာရှိမလဲဆိုတော့အမြဲတမ်းရံဖြီးရမှာအကြောက်ဖို့ကောင်းတယ်နော်သူမနာလို့ရှိလာတာယောက်ျားတွေဒီလိုမျိုးဖြစ်တတ်တယ်မိန်းကလေးရှိတဲ့နေရာမှာမိန်းကလေးတတိထားရမယ်ကျွန်တော်တို့ကျမ်းစာကြောင်းတချို့မှာကဘယ်လိုရှိလဲဆိုတော့ပူပီတဲ့ဒီဘုရားကျောင်းဂျာပေါ်မှာပဲသွားချင်းကြတာနော်တမီးစားတယ်ကျမ်းစာကြောင်းမှာကပါစတာဆရာဒီတော်မအကုန်လုံးဖြစ်စည်းတယ်လို့ဖြစ်တဲ့တချို့ပါပဲပေါ့နော်အများအဖြစ်ကအဲ့ဒါကြောင့်အများကြီးတတိထားရမယ်ဆိုတော့အဲ့ဒါတတိထားဆရာပေါ့နော်ဒီစာပိုင်းမှာတော့ပြောဆရာမလို့ဘူးပေါ့စာပိုင်းမှာတော့ကလေးတွေဆိုတော့လူငယ်တွေဆိုတော့သူအလိုလိုနဲ့သူကစာတော့ရနိုင်တယ်စာတော့ဘာမှပြောဆရာမလို့ဘူးဒါပေမဲ့ကိုဗာလဲနိုင်ဖို့လို့လေကိုစိတ်ကိုနိုင်ဖို့လို့အမှကိုစိတ်ကိုနိုင်ဖို့ဆိုစိတ်ကဝိညာဉ်ဖြစ်တယ်ဆိုဒီဝိညာဉ်ဆိုကျွန်တော်တို့စိတ်မကောင်းတဲ့အရာကြီးဆိုတော့ဝိညာဉ်ဆိုးကလည်းလာအဲ့ဒါကြောင့်ဒီဝိညာဉ်ဆိုးတွေကိုကျွန်တော်တို့နိုင်ဖို့လို့လေအဲ့ဒီအတွက်ပါလို့လေဆိုတော့ဒီအတင်းနဲ့ဆူတော့ဖို့လို့လေစက်ကပ်ဖို့လို့လေဒီကျွန်တော်တို့နော်စက်ကပ်ဖို့လို့လေအမှဘာဖြစ်လို့လဲဆိုတော့ချမ်းစာကြောင်းမှာကအခုရောက်ရင်တော့ချက်ချင်းတိသွားမှာတပတ်နှစ်ပတ်တလနှစ်လနဲ့အားလုံးကနားလေသွားမှာလူဒီရဲ့ဘဝကလူဒီရဲ့အကြောင်းပေါ့နော်နားလေသွားမှာအဲ့မှာကဆိုတော့ချမ်းစာကြောင်းမှာစက်ကပ်မှုမရှိရင်ပစ္စည်းဖို့အရန်လွယ်တယ်ကျွန်တော်ရှေ့မှာကျွန်တော်ချမ်းစာကြောင်းမှာပဲနော်ဖဲဝိုင်းထောင်ကြတာချမ်းစာကြောင်းမှာစာဒီမရှိတော့အိပ်ပြီးဆိုတော့ညမှာဖဲဝိုင်းဒီမှာစတဲ့လိုက်ဆိုလူတွေကုန်အိပ်ပြီးဆိုတော့ဟိုဗာလဲငါကန်ထဲမှာငါဒီပါခိုးချက်တနာကြီးတော့အဲ့လိုမျိုးဒါမျိုးတွေအများကြီးရှိတယ်နော်ဒါတတိထားရမယ်ဆိုတော့မကောင်းတဲ့အကျင့်ဒီကျွန်တော်တို့ကတော့အရင်တော့ကျန်းစာကြောင်းမရောက်ခင်မှာတော့ကျန်းစာကြောင်းမှာတော့လူတွေတအားလိမ်မာမှာအရန်ကောင်းမလို့ထင်တာလေအိုးအများကြီးပို့တာကမိဘကမထိန်နိုင်တဲ့လူကြီးအများကြီးပို့တာဆိုတော့အဲ့မှာလေမပြောင်းလဲဘူးဆိုမပြောင်းလဲပဲနဲ့အဲ့မှာကျန်းစာကြောင်းရောက်တယ်ဆိုတော့သူတို့ပို့ဆိုးတာပေါ့ပို့လွတ်သွားတယ်မိဘစီထက်လေပို့လွတ်သွားတယ်အဲ့ဒီနေရာမှာစီကံရှိပြီမဲ့စီကံကဘာမှမဟုတ်တော့ဘူးလူကလိုက်မယ်ဆိုလိုက်မယ်မလိုက်ဘူးဆိုမလိုက်ဘူးကိုယ်နဲ့ပဲဆိုင်တယ်အဲ့ဒါကြောင့်အညာမှာကအရန်သတိထားဖို့ကောင်းတယ်ညများဆူတောင်းရမယ်ညများဆက်ကပ်ရမယ်အဲ့ဒါကကျွန်တော်တို့သတိထားရမယ်အချက်လေးပေါ့နော်ကျွန်တော်ဆိုတော့ကလေးရှိပြီးမိန်းမရပြီးဆိုရတာနဲ့မိန်းကလေးနှစ်ယောက်လူနေတာအဲ့လိုမျိုးကံကောင်းတဲ့ယောက်ျားကြီးဆိုတော့မိန်းကလေးနှစ်ယောက်လူတာဆိုတော့သူတို့မှပြဿနာပြကျွန်တော်ရဲ့စာကိုရေးဖို့ assignment ဒီလုပ်ပေးဖို့လူနေကြတယ်လူမျိုးတို့လူကိုလေကြိုက်ပြီးဆိုတော့ဒီဖက်ကလူမဟုတ်တော့ဘူးနော်ဟိုဖက်နဲ့ကျွန်တော်တို့ဖက်ကစိတ်ကဟ
ဟိုဘက်မှာဘာကြောက်စိတ်မှမရှိဘူးလေဒီမှာကကြောက်စိတ်ရှိသေးတယ်ဟိုဘက်မှာမင်းကလေးရောယောက်ျားရောဘယ်ကလေးတည်းကြောက်စိတ်မရှိတော့ဘူးဆိုတော့သူလိုချင်တဲ့ຢာကိုမရမချင်းတို့ကတိုက်တို့သူ့ရဲ့ဆုံးဖြတ်ပိုင်ကွာဒီဖက်တယ်လို့အဲ့ဒါကြောင့်ဟိုကဖုတ်လို့လေတတိထားဖို့လိုတာပေါ့နော်ဟုတ်ပြီအဲ့ဒါအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဖက်ကလည်းပဲဟိုဒီအထဲကလည်းဘယ်လိုရုံထက်မလဲတချို့ကတော့ဖောင်နာကြီးစီခေါ်လာပြီးရှိတာပေါ့စမ်းစာတော့မှစမ်းစာတော့အရက်ဒီတောက်တယ်ပြီးတော့ဘီယာဒီတောက်တာတယ်ညာကြီးအပြင်ထွက်ပြီးဆိုရင်တော့သူတို့ကကြိုက်တယ်လို့ပြောပါတယ်သူညာကြီးသူတို့မိန်းကလေးတွေတောင်မှဘယ်လိုဖြစ်တယ်ကိုယ်ဖြစ်တာဒီအများကြီးရှိတယ်စမ်းစာကြောင်းဒါဒီကိုမြင်တဲ့အချိန်မှာလေကိုကဖះကိုမကြောက်ရွံ့ဘူးကြောက်ရွံ့တဲ့စိတ်မရှိဘူးဆိုတော့ထောင်းတယ်လို့ကိုလိုလေးနဲ့ဖြစ်စီသွားမှာပြီးတော့ဆင်းရဲတံကိုလည်းခံတတ်ဖို့လိုတယ်မိဘကနောက်ခံမှရှိပေမဲ့တချို့ကတော့စမ်းစာကြောင်းမိဘကပိုပိုရှင်းရှင်းနဲ့မထောက်ပံ့ဘူးသူဘာလိုအပ်တယ်လိုအပ်တာပဲဖြည့်ဆည်းပေးတယ်ပတ်စံအများကြီးရှိတော့မှတချို့နော်မိဘတွေကသူ့ဘဝပေါ်မှာသူရက်နဲ့သူဟွာနိုင်ဖို့အတွက်နော်အဲ့လိုမျိုးလုပ်တယ်တချို့ကတော့အများကြီးပို့ပြီးတော့လေအတုံးလုံးဖြည့်ဆည်းသွားတယ်ပတ်စံများတော့အများကြီးဆုံးလို့ဒီမှာပြီးတော့ line မှာကြည့်တယ်ဆိုရင် line မှာလည်းအကုန်လုံးမလာဘူးအခု Bible Society ဟာဒီတကယ်အရေးကြီးတာတိတ်မလာဘူးတော့ဖက်lock ချထားတယ်အဲ့ဒါကြောင့်ပြောချင်တာက library ကိုညနေထိုင်ပြီးမှ library မှာလိလာနာကြီးလိအာမင်ဟိုမှာဆရာကြီးတင်ပေးတာတဲ့ကိုလိလာတဲ့အရာကလေတကယ်လက်တွေ့မှာအရာကျုံးဝင်လာဟောရရရှိပါတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်အာမင်အာမင်ဘာကရှိပေါ်ခြင်းနာမည်Jesus thank you Jesus amen amen oh ta shino na poi pa tu pa oh ku song na sa le ba 타zen 바탕테나 타산 카소던 피켄함다 세 amen tulisit la po ipanang ko sami kaya atluka solawna dingata nakun nemen kay sa pingkan na taza kancham amen nung lam kan titelo pakan man kan nei lamronga yang tin kim thil ki thai ko chupa tin si na kan thei chandura poi pa hi kan fale pa ni mai lam afina ding me klong kai ding me ka chu yang tin kim thil ti pu thai chupa tin si na kuna na ne na kan lo apla si amen tu tiam chu i thada lo sing khala sing da lo ti mi na tong kam chu tui chum ni naw le panik lu na kim tan le sa nak ding ka la poi pa si shu na min kha so man pe si amen